86ခုနှစ်တပေါင်းလောက်ကြီးနေ့2025ခုနှစ်မလ23ရက်နေ့အနိတဒေသကြီးပြုံးနဲ့ကြရပြုံးနဲ့မြို့နယ်အောင်ချမ်းသာရွာဓမ္မသာယသာသနာစင်တာကျောင်းတက်ဝိသတာမင်္ဂလာဓမ္မမဏ္ဍတော်ကြီးတွင်ဆင်ကျပါပြုတော်အသည်ပါသူတော်ကျောင်းတက်ကြီးများ၏ဥစီပရဒတ်တိုက်ကမောကကျဆရာတော်ကြီးတတော်85နှစ်ပြည့်ဝိနေမတရားဝိသတာပုံညာမင်္ဂလာကုသိုလ်တော်ကဏ္ဍမေတ္တာဝါဒကတာတရားမေတ္တာပို့ပြီးတော့မေတ္တာရှိတဲ့ဩဝါဒကတာတရားဒီကနေ့မွေးနေ့အရှင်အကြောင်းပြုပြီးတော့ကောင်းမှုတွေပြုလုပ်ကြကုသိုလ်ရှင်အသီးသီးတို့ရဲ့ကုသိုလ်ကောင်းမှုတွေစိတ်ရဲ့မတည့်နိုင်တာလည်းရှိပါလေလာသမျှပိဋကအလုံးကမိမိတို့ရဲ့ရင့်နဲ့ဖြစ်တဲ့စန္ဒအလျော်စွာကုသိုလ်ကောင်းမှုပြုလုပ်ကြအလုံးကုသိုလ်ရတဲ့ပွဲပါပဲနော်သူတဲ့ငါအတ္တယောတက္ကတနာစညီလောင်ရတယ်မိမိတို့တတ်နိုင်သမျှရရှိတဲ့ပစ္စည်းဥစ္စာတွေကခွဲဝေပြီးတော့တန်ဃာတွေကိုလူတန်းနဲ့တရားဓမ္မကိုပူဇော်ကြတယ်အလုံးကုသိုလ်ရတဲ့ပွဲဒါကြောင့်မို့ဝိသတာပုံညာမင်္ဂလာဝိသတာဆိုတာဝေပေါ်လာခြင်းရဲ့တရားပုံညာမင်္ဂလာရောက်လာတဲ့ပရိသတ်အလုံးကုသိုလ်ကောင်းမှုပြုလုပ်ကြတဲ့ပွဲနော်အလုံးရဲ့ကုသိုလ်ပွဲဖြစ်တယ်အဲ့တော့မေတ္တာဝါဒမေတ္တာဩဝါဒကောင်းကျိုးချမ်းသာကိုလူလာတဲ့အနေနဲ့ပြောကြတဲ့ဆုံးမစကားလူတိုင်းရဲ့ယဉ်နဲ့ပါကုသိုလ်တွေဖြစ်ကြပြီဒီနေ့ဒီယဉ်နဲ့ပါဖြစ်သွားကြတဲ့ကုသိုလ်တရားတွေကိုပိုင်နာတွေပဲဖြစ်တယ်ကိုယ်နဲ့ပဲသက်ဆိုင်တိုင်းနာတစ်ခုရယဉ်နဲ့ပါဖြစ်ပေါ်လာတဲ့ကုသိုလ်အတိုင်းတာခြင်းတော့မတူနိုင်ပေဘူးအယုံပြုပြီးတော့အများကြီးကုသိုလ်ရတယ်မိမိရဲ့ကိုယ်ကဏ္ဍနှုတ်အားကိုသုံးပြုပြီးတော့ဆောင်ရွက်ကြတဲ့ပုဂ္ဂိုလ်တွေဟာအစာဝိယဝိသလုပ်တဲ့ပုဂ္ဂိုလ်တွေအားလုံးကုသိုလ်ရတဲ့ပွဲပါပဲနော်အဲ့တော့ဩဝါဒအနေနဲ့မတ်သားဖို့ရတော့လောကမှာလူရဲ့လူဖြစ်လာတဲ့အဲ့ဒါလေးနှစ်ပုဂ္ဂိုလ်မတ်သားရအောင်ကုလေသာတော်ဟိဧကိသောလူတိုင်းအားဝိပါလာကြတာဖြစ်တယ်ကိုယ်နဲ့ဆိုင်တာကိုယ်အမျိုးမှာဝိပါလာကြတယ်ဝိပါလာတဲ့ပဲအချုပ်ပုဂ္ဂိုလ်တွေကဒုတိလောဒုတုတတနောကိုယ်ကျင့်တရားပြပြကြတယ်လောကမှာမွေဖွားလာပြီးတော့ကိုယ်ကျင့်တရားရှိကြဒုတုတတနောမင်္ဂနဲ့အမြင့်မရှိကြဘူးမရွေးနဲ့အမြင့်နဲ့အတွေ့အထိရှိကြအဲ့ဒီပုဂ္ဂိုလ်မျိုးတွေကဘာဖြစ်လဲလို့ဆိုကုလင်္ကာရောယမိသာတော်တန်ကုလတဝိနာတကောလူဘွားလူတွေမှာမွေးလာပြီးတဲ့လူသားတွေကိုအကျိုးမပြု
လောကကိုအကျိုးမပြုဆွေမျိုးညာတိတွေကိုအကျိုးမပြုပဲနဲ့ဖြစ်စီတဲ့ပုဂ္ဂိုလ်မျိုးလည်းရှိပါတယ်နော်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုကုလင်္ကာရလို့သုံးတယ်ကုလအင်္ကာရဆွေမျိုးရဲ့မိကြီးကဲဆွေမျိုးတွေမှာပါလာတဲ့မိတောင်မိကြီးကဲလို့ဆိုလို့ပါနဲ့အိဗယ်တူလို့အလုံးသိကြပါလေပစေယောဆိုတာတချိန်တော့ကအမြဲတမ်းတရင်စားတွေမှာပါနေတဲ့ပြပါအကူပစေယောဆိုမြင်ဝါဒီညာကိုစံကျင်ညာတွေ့ကြပါလိမ့်နော်အဲ့ဒီမှာပစေယောဆိုတဲ့အသုံးစကားအဲ့ဒါနဲ့အလားတူတဲ့ကုလင်္ကာရဆိုတဲ့စကားလုံးကစာပေကျမ်းမှာရှိတယ်နော်ပစေယောရဲ့အတိတ်ကပစေကိုယူတပ်ပေးလိုက်အဲ့ဒီယူအမေအရာတပင်အယူကတပင်အရာပစေငါသူ့ဘာသူတပင်မချနိုင်အယူတပ်ပေးလိုက်တဲ့ကတပင်ကပေးလိုက်တဲ့ယူသည်သူ့ကိုအကြောင်းပြုပြီးတပင်ကြီးကလဲသွားတပင်ကြီးကအခုတ်ခံလိုက်အဲ့ဒီအိဗယ်ကိုပြောတာနော်ပစေယောဆိုတာပစေမတက်လိုက်တဲ့ယူကတပင်ကရတာအဲ့ဒီပစေကိုတတ်တဲ့ယူကိုကင်ပြီးတော့တပင်မဲ့လဲခင်ရတယ်အဲ့ဒါလို့ပဲလောကကြီးမှာမွေဖွားပြီးလောကကြီးကိုဖြစ်စီတဲ့ပုဂ္ဂိုလ်ကကုလင်္ကာရလို့ခေါ်တယ်လောကကြီးမှာမွေဖွားလာတယ်လောကကြီးကိုဖြစ်စီတယ်အဲ့ဒီပုဂ္ဂိုလ်ကိုကုလင်္ကာရအမျိုးရဲ့မိကြီးကဲတနည်းအားဖြင့်ပြောရင်လောကမိကဲမိဆိုတာတော်မိတွေပါလေတပင်ကိုဆွဲလောင်နေမိကတပင်ကိုပဲပြန်ဖြစ်စီလိုက်တယ်အဲ့တိုင်းပဲကိုငွေပါတဲ့ကိုရဲ့ဒီရဖြစ်တဲ့လောကကြီးကိုပြန်ဖြစ်စီတဲ့ပုဂ္ဂိုလ်မျိုးတဲ့လောကကြီးမှာရှိတယ်ဆိုတာတတိတာပေါ့နော်အဲ့တော့ဘုန်းကြီးတို့တွေအဲ့လိုပုဂ္ဂိုလ်မျိုးမဖြစ်အောင်တတိဆောင်ကြနော်ကိုကလောကကြီးမှာမွေးလာပြီးတော့လောကကိုဖြစ်စီတဲ့ပုဂ္ဂိုလ်မဖြစ်ပါစေနဲ့နောက်တစ်ခုကုလေသာတော်ဤဧကိသောသူတိလောတုတ်တတ္တတော်လောကကြီးမှာမွေးဖွားလာပြီးသူတိလာကိုကျင့်တဲ့အကောင်းနဲ့သုတ်ထုတတနာမင်္ဂနဲ့အမြင်ရှိကိုကျင့်တဲ့အကောင်းနဲ့မင်္ဂနဲ့အမြင်ရှိပုဂ္ဂိုလ်တရားကုဏကတော့ချီးမွမ်းပွဲကိုယ်ကြည်စုရဲ့ပိုင်ဆိုင်သူဖြစ်ဒုက္ခဘောလောကကြီးကိုချမ်းသာကိုပေးအပ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်တယ်တန်ကိုလတ်တာဟိတင်ကြောကိုမွေးပွားတဲ့လောကကြီးကိုအကျိုးပြုတယ်အဲ့ဒါနှစ်ခုရှင်းရှင်းပြောလို့ရှိရင်တော့လောကမှာမွေးဖွားပြီးလောကကိုဖြစ်စီတဲ့ပုဂ္ဂိုလ်လောကမှာမွေးဖွားပြီးလောကကိုအကျိုးပြုတဲ့ပုဂ္ဂိုလ်နော်အဲ့ဒီပုဂ္ဂိုလ်နှမျိုးတည်းမှာကိုယ်ကလောကထဲမှာမွေးဖွားပြီးလောကကိုအကျိုးပြုတဲ့ပုဂ္ဂိုလ်ပဲဖြစ်အောင်လုပ်ရမယ်လောကကိုဖြစ်စီတဲ့ပုဂ္ဂိုလ်မဖြစ်စေရပစေယောမဖြစ်စေနဲ့လောကမိကေမဖြစ်စေနဲ့အဲ့လိုဆိုလို့ရနော်အဲ့တော့မြတ်စွာဘုရားတို့ပုဂ္ဂိုလ်မျိုးကဘယ်လိုပုဂ္ဂိုလ်မျိုးလဲဘုရားလည်းပဲ
လောကမှာမွေလာတဲ့ပုဂ္ဂိုလ်ပဲရသော်ဗျာကြတော့လောကိသတောလောကမှာမွေလာတဲ့လောကိတမှုတော်လောကမှာကြည်ပြန်လာတယ်လောကဘိဘောယဝိရတိကုံတိလာကုံသမာဓိကုံပညာကုံတွေနဲ့ဘယ်သူမှလိုက်မပြေအောင်လောကကိုချော့တဲ့ရည်ချင်းရှိတယ်နော်အဲ့ဒါလေးကိုမှတ်တာမြတ်စွာဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာလောကမှာမွေးလာတယ်လောကထဲမှာပဲကြည်တယ်လောကထဲကိုယ်ရည်ချင်းအပြင်လွတ်တက်သွားတယ်ပြီးတော့အနုပါလိတ်တော်လောကေနာလောကထဲမှာမွေးပြီးတော့မွေးပြီးမဲ့လို့လောကပေါ်မှာတွေ့တာတမဲ့ချင်းဘုံဒီချင်းမရှိဘူးနော်ဆိုလိုတာကလောကပေါ်မှာတွေ့တာမှုလောကကြီးကိုသူ့အတွက်သုံးချတာမရှိဘူးလို့ပြောတယ်လူတွေကကိုယ်အတွက်သုံးချသွားကြတယ်နော်လောကကြီးမှာရှိတာတွေကိုယ်အတွက်သုံးချတယ်မြတ်စွာဘုရားကလောကကြီးကိုသုံးမချဘူးသူ့အတွက်သုံးချတာမရှိဘူးပြီးတော့လောကကြီးကိုမဖြစ်စီဘူးအဲ့ဒါဥပမာပါတဲ့တူလို့ကြာပန်ကြီးနဲ့တူတယ်ရှေ့ထဲမှာပွင့်လာတဲ့ကြာပန်ဟာရှေ့ထဲမှာပွင့်နေရှေ့ထဲမှာကြည်တယ်နော်ရေမျက်နှာပြင်ပေါ်မှာမြင့်တက်သွားတယ်ပြီးတော့ရှေ့ကကြီးတစ်ခုလုံးကိုလှပသွားအောင်လုပ်တယ်သူ့ကိုအကြောင်းပြုပြီးရေကကြီးကလှပသွားတယ်အဲ့ဒါဘုရားဆိုတဲ့ပုဂ္ဂိုလ်ပဲသူကလောကကြီးကိုသုံးမချဘူးနော်ကိုယ်တည်းသုံးမချဘူးလောကကြီးကိုအယုတ်ဆိုးအကြည့်တက်ဖြစ်အောင်မလုပ်ဘူးအဲ့ဒါဘုရားနော်အဲ့ဒီအစင်မရောက်ရင်ဘုန်းကြီးတို့မလုပ်ရကိုယ်ကလောကကြီးထဲမှာမွေလာပြီမြတ်စွာဘုရားကတပ္ပုရိသသုတ်တမှာဟောတာလေတပ္ပုရိသောကုလိသတောသာယမနောဘဟုနောစနတအတယဟိတယဒုက္ခယဟောတိလူတော်လူကောင်းတယောက်လောကထဲမှာမွေးလာပြီဆိုရင်အမြတ်အတွက်ကျုပ်ဖြစ်ရနော်အမြတ်ကောင်းမှုအမြတ်ချမ်းသာမှုအမြတ်ဆင်ပြေဖို့အတွက်ဖြစ်ရမယ်အမြတ်ဆိုတာဘယ်သူတွေလဲလို့မေးလိုက်တော့ရသော်ဗျာရှင်းပြထုတ်ပြတာနော်လောကမှာမွေးဖွားလာတဲ့လူကောင်းတယောက်ဟာမိဘတဲ့ကျိုးဖြစ်တော့နော်မိဘကိုလည်းကျိုးဖြစ်တော့အဲ့တော့ရဲ့သပြုရင်လည်းသမယာအတွက်ကျိုးဖြစ်တယ်မိသားစုအတွက်လည်းကျိုးဖြစ်တယ်အိမ်မှာနေတဲ့အခါမှာကိုယ့်ရဲ့ဝန်တန်းကိုပြီးပြုပြီးတော့နေတဲ့ပုဂ္ဂိုလ်တွေကိုလည်းကျိုးပြုတယ်အခုဆိုရင်တချို့ဟာကုမ္ပဏီတွေတောင်းပြီးတော့လှုပ်တာတဲ့အခါမှာသူတို့ကတမင်ကြွေတာလူတောင်းချီရှိတယ်နော်လောကကြီးကိုကျိုးပြုတာပြောတယ်နော်မိဘကိုလည်းကျိုးပြုတယ်မိသားစုကိုလည်းကျိုးပြုတယ်ဝန်တန်းတွေကိုလည်းကျိုးပြုတယ်နောက်တကမေဆွေအပေါင်းအသင်းတွေကိုလည်းကျိုးပြုတယ်ကိုယ်ဆွေတွေမျိုးတွေတဲ့ကကွယ်လွန်နေစာရောက်တဲ့ပုဂ္ဂိုလ်တွေကိုလည်းကုသိုလ်ကောင်းမှုပြုပြီးတော့မြတ်တဲ့ပေးဝေတို့ကွယ်လွန်တဲ့ပုဂ္ဂိုလ်တွေကိုလည်းကျိုးပြုတယ်နော်နိုင်ပြီးအချုပ်တဲ့ပေးကိုလည်းအခွန်ပန္နာတို့တဲ့စိတ်တို့နိုင်ပြီးအစိုးရကိုလည်းကျိုးပြုတယ်နောက်တက
နတ်တွေကိုလည်းကုသိုလ်ကောင်းမှုပြုပြီးတော့ညာဝိသီအတွက်ကြောင့်နတ်တွေကိုလည်းကြွပြုတယ်နောက်ဆုံးတစ်ခုကတော့ဘာသာတရားဟောပြောနေတဲ့ပုဂ္ဂိုလ်တွေဘာသာတရားတိုင်းကျင့်ကြံနေတိုင်းကြတယ်သမဏပြမနာတွေကိုလည်းကြွပြုတယ်ရှိခုနော်အဲ့ဒီပုဂ္ဂိုလ်မျိုးဖြစ်အောင်ကြိုးစားရမယ်လို့ပြောတာကိုကလူ့ဘဝမွေးလာပြီးမွေးလာတဲ့အခါမှာလောကကြီးကိုကြိုးပြုတဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကြိုးစားပါအတိကအနိချုပ်ကအဲ့ဒါပဲတော့လူတိုင်းဟာမွေးနေရှိတယ်မွေးလာကြတယ်လောကကြီးကိုဘယ်လောက်ကြိုးပြုတယ်ကိုယ်အတွက်မစင်စားနဲ့လောကအတွက်စင်စားနော်လောကဆိုတာပတ်ဝန်းကျင်ကိုပြောတာကိုယ်နဲ့ပတ်ဝန်းကျင်နေအကျိုးဖြစ်အောင်အကျိုးပြုအောင်လုပ်ပါကုလင်္ကာရဆိုတဲ့လောကကြီးရဲ့မိခဲတော့မဖြစ်ပါစေနဲ့မစေယူတော့မဖြစ်ပါစေနဲ့နော်အဲ့ဒါကိုဆိုလို့တယ်ကိုတတ်နိုင်တဲ့အတိုင်းတာအရာလောကကိုကျုပ်ပြုတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်နော်ကိုအကျုပ်ပြုနိုင်ဆုံးပုဂ္ဂိုလ်ကတော့ဖျားပဲကျန်တဲ့ပုဂ္ဂိုလ်တွေအလောက်မလုံးနိုင်ကိုအတိုင်းတာနဲ့ကိုလောကကိုအကျိုးပြုသူဖြစ်ရမယ်လောကကိုဖြစ်စီတယ်လောကရဲ့မိကြီးကဲမဖြစ်ပါစေနဲ့အဲ့ဒါလေးမှတ်တော့ပြီးတော့လိုက်နာကျင့်သုံးနိုင်ကြပါစေ